တော့တရားနာတယ်ဆိုတာပြင်းလို့နာတာမဖြစ်စေရအသိဉာဏ်ရဖို့နာတာပဲဖြစ်ရရသော်ဘုရားတရားဟာပြင်းပြအောင်ဟောတာတခုမှမပါဘူးနော်အပြင်းပြေကိုဟောတာမဟုတ်ဘူးအသိဉာဏ်ရဖို့ဟောတာအသိဉာဏ်ဆိုတာကြားဘူးနာဝရှိသွားတဲ့အခါမှာကြားယုံကြားပြီးဒီတိုင်းထားသွားလို့ရှိရင်လည်းဘာမှရမှာမဟုတ်ဘူးကြားပြီးတော့မှတ်ပြီးတော့စဉ်းစားပြီးတော့ရှောင်တဲ့နာနဲ့ဆောင်းတဲ့နာရှောင်ရန်ရှောင်ရမယ်အောင်ရှောင်မယ်ဆောင်းရမယ်ဆိုအဲ့ဒီကြမှာအကျိုးဖြစ်ထွန်းတာဒီလိုဖြစ်ဖို့လိုတယ်တရားဝဲတွေလုပ်ပြီးတရားကျင့်ပါတယ်တရားဝဲကြီးတွေကျင့်ပါတယ်တရားနာတယ်ဆိုတာအသိဉာဏ်ရဖို့လာတာအသိဉာဏ်နဲ့ရရမယ်ဘဝမှာနေနေထိုင်နေသိရမယ်မြတ်စွာဘုရားအဆုံးအမတွေသိရမယ်သိပြီးတော့အဲ့ဒီအဆုံးအမတွေကိုစွဲစွဲမြဲမြဲမှတ်သားရမယ်မှတ်သားပြီးတော့အတိပ္ပယ်ရှင်းအောင်စဉ်းစားရမယ်ပြီးပြီဆိုတဲ့အခါကျင့်ရမယ်ဒါမြတ်စွာဘုရားလမ်းညွှန်ပဲချက်ပဲလေဒီကြမှာအကျိုးဖြစ်ထွန်းတယ်ဆိုတာရှိ